ဖုန်းထဲမှာအလကားနေရာယူနေတဲ့ application တွေအကုန်ဖြတ်လိုက်တော့2026မှာကိုဘဝကို level up လုပ်ပြီးမဲ့ free application 5မျိုးကိုပြောပြပေးမယ်။ပထမဆုံးကတော့ Duolingo ပါ။တစ်နေ့ကို10မိနစ်ပဲပြီးဂိမ်းစော့တလို့နဲ့ဘာသာစကားအသစ်တစ်ခုကိုအခမဲ့သင်နိုင်မှာပါ။ဒုတိယကတော့ Loose Belly Fat application မှာပတ်စံကုန်စရာမလိုပဲကျန်းမာရေးအတွက်ရောအိမ်မာတင်ဘိုက်ချက်ပြီး fit ဖြစ်စေမယ့်နည်းလမ်းတွေဒီ application မှာအကုန်ရှိရယ်တတိယကတော့စိတ်အေးချမ်းဖို့အတွက် insight ထိုင်မှာပါအလုပ်တွေရှုပ်ပြီးစိတ်ဖိစီးနေရင်ဒီ application တွေက9မိနစ်စာတရားမှတ်နည်းတွေကအကောင်းဆုံးကုသပေးပါလိမ့်မယ်စတုတ်တာကတော့ money manager ပါကိုသုံးလိုက်သမျှပတ်စံတွေကို grab နဲ့တိချပြလို့အပုတ်ဖြုံးတာတွေရှော့ချပြီးတော့ပတ်စံပို့စုလာနိုင်မယ်နောက်ဆုံးကတော့ဗဟုသုတအတွက်ရွှေနှုတ်ပါစာအုပ်ဖတ်ဖို့အချိန်မရှိရင်တော့ကဘာကျော်စာအုပ်အနှစ်ချုပ်တွေကို15မိနစ်အတွင်းအတန်နဲ့နားထောင်နိုင်ပါတယ်ဒီ tip လေးတွေကတင်တော့အကျိုးရှိရဲဆိုရင် like and follow လုပ်ဖို့လည်းမေ့ပါနဲ့အောင်နော်နောက်ထပ်ဘယ်လို application တွေအကြောင်းသိချင်လဲဆိုတာကို comment မှာရေးခဲ့ပါအောင်အားလုံးပဲ bye bye